ဒါကတော့ချမ်းရိုင်မြို့မှာရှိတဲ့ကွမ်ရင်မဲတော့ YouTube ကိုသွားနေတာပဲဖြစ်ပါတယ်။ကွမ်ရင်မဲတော့ YouTube ဟာတောင်ပေါ်မှာတည်ရှိပြီးတော့ဒီလိုတုတ်တုတ်ဆိုတဲ့ကားလေးတွေနဲ့ free ပေါ်ကိုပို့ပေးပါတယ်။ကွမ်ရင်မဲတော့အကြောင်းကစတုဒီတာအများရန်လာသမျှလူတွေကိုကျွေးပါတယ်။အဲ့ဒီအတွက်ကိုလည်းဆန်နေပါတယ်လှူခြင်းလှူလို့ရပါတယ်။ဆိုင်ကလေးတွေလှူခဲ့ပါသေးတယ်။ကွမ်ရင်မဲတော့ YouTube ဟာထိုင်းနိုင်ငံမှာအမြင့်ဆုံး YouTube ဖြစ်ပြီးတော့မီတာ80ကျော်မြင့်တယ်လို့ပြောပါတယ်။အဲ့ကိုရောက်လို့ရှိရင်အပေါ်ကိုဓာတ်လေကားနဲ့တက်ပြီးတော့ကွမ်ရင်မဲတော့ရဲ့မျက်လုံးတော်နေရာမှာအပေါက်ကလေးအဲ့နေရာနေပြီးတော့ပေါ်ပြင်ကိုလမ်းမြော်ကြည့်လို့ရတယ်လို့ပြောပါတယ်။အချိန်မရတာနဲ့မတက်ဖြစ်ခဲ့တော့ပါဘူး။ view ရမ်းလာတယ်လို့ပြောပါတယ်